ကယ်ရင်ခုန်စရာကောင်းတယ်နော်အပတ်တိုင်းတကယ်ရင်ခုန်စရာကောင်းပါတယ်ဘာဖြစ်လို့လဲကျမတို့လာစုယုံခြင်းဟာတစုံတစ်ယောက်ရဲ့မျက်နှာကိုရှာဖို့မဟုတ်ဘဲနဲ့ဖခင်ရဲ့မျက်နှာဖခင်ရဲ့မျက်မှောက်တော်ကိုရှာတာဖြစ်တော်ကြောင့်မို့လို့လူနေဒီများဒီဖြစ်စေဖခင်တကယ်ကျွန်တော်နဲ့အမြဲတမ်းရှိတာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးတဲ့ထိုမျက်မှောက်တော်ကိုဂုဏ်ပြုပေးရအောင်ယေရှုတင်ရအောင်ဟာလေလုယာကျမအယံကျေးဇူးတော်ချီးမွမ်းပါတယ်ကျမတို့အခုလိုမျိုးပေါ့နော်အသင်းတော်အစာပြုတဲ့ချိန်မှာမိသားစုသစ္စာရှိနဲ့ပါဝင်တဲ့မိသားစုတွေဘုရားသခင်ပေးတယ်ပြီးတော့ဒါအပြင်ကျမတို့တကယ်ပဲပေါ့နော်ကျမတို့အသင်းတော်မှာအပတ်အတိုင်းနော်သစ္စာရှိနဲ့ပါဝင်ပေးတယ်ဆရာဘဝင်းကိုလည်းအယံကျေးဇူးတင်တယ်တကယ်နှိမ်ချပြီးမှနော်ကျမတို့ထက်အများကြီးစီနီယာကြတယ်ဘုရားသခင်နဲ့ကြီးမားစွာအသုံးပြုနေတယ်ဒါပေမဲ့လည်းတကယ်နှိမ်ချစွာနဲ့ကျမတို့အစာပြုနေတဲ့အချိန်မှာလာအားဖြည့်ပေးတယ်လာပါဝင်ပေးတယ်လာဆုတောင်းပေးတယ်အမြဲတမ်းကောင်းချီးပေးတာဖြစ်တယ်ဆရာနဲ့တွေ့တဲ့အခါတိုင်းဆိုကျမအမြဲတမ်းခွန်အားပြန်တက်တာဖြစ်တယ်ဟာလေလုယာတာရွေဘုရားသခင်ဆရာဝတ်တာရွေအသုံးပြုပါစေဆရာရဲ့ ministry တာရွေဒီတဲ့မကကျေပြန့်ပါစေဟာလေလုယာအယောင်ဝမ်းတာတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့မလာနိုင်တဲ့သူတွေ online ကနေကြည့်နေမယ်လို့ယုံကြည်တယ်ဘုရားသခင်သင်တို့ရှိတဲ့နေရာမှာကောင်းချီးပေးပါစေနောက်တစ်ပတ်မှာနောင်တရပြီးအမြဲဆုံးလာပါစေဟာလေလုယာဟာလေလုယာတချို့ကတော့ခုန MC ပြောတဲ့အတိုင်းပဲအချိန်လေးကိစ္စအဝဝကြောင့်ဒီနေ့မရောက်နိုင်ဘူးเนาะဆိုတော့ပြင်းလို့နေတယ်ဆိုရင်တော့နောင်တရပါစေဖျားနေကကောင်းချီးပေးပါစေလို့ပဲဆုတောင်းပေးချင်ပါတယ်ဆိုတော့ကျမတို့အရန်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုပြန်ပြီးဖိတ်ခေါ်ချင်တယ်ကျမတို့เนาะ MC ဒီခုနလည်းကြီးညာပေးသွားပါတယ်ကျမတို့ home stay အစီအစဉ်ရှိတယ်စနေနေ့အစားရှောင်ဆုတောင်းအစီအစဉ်ရှိတယ်ပြီးတော့ကျမတို့ Zoom Youth Bible Study လည်းအပတ်တိုင်းရှိတာဖြစ်တော့ကြောင့်မို့လို့ကျမတို့ကလေးတွေအားလုံးကိုလာပါဝင်ဖို့ရန်အတွက်အားပေးလို့ရတယ်မိဘတွေကိုကျမတိုက်တွန်းချင်တာဖြစ်တယ်တပတ်ထဲနဲ့ကလေးကတခါတည်းဝုန်းတိုင်းပြောင်းနေတာမဟုတ်ပေမဲ့လည်းဖခင်အပေါ်မှာသစ္စာရှိနဲ့ဖခင်မျက်နှာကိုရှာတတ်ဖို့ရန်မိဘတွေကဆွဲခေါ်တင်ပေးတဲ့ခါမှာအချိန်တစ်ခုရောက်တဲ့ခါမှာသူတို့ကိုတိုင်ကဥဆောင်လာမှာဖြစ်တယ်ကျမအားပေးတယ်အခု Zoom ထဲမှာသူတို့တခါတလေမှာစပွဲသမင်းစားခုံကနေသူတို့ပါဝင်မယ်တခါတလေကတင်ပေါ်နဲ့သူတို့ပါဝင်မယ်တခါတလေ sofa couch မှာထိုင်ပြီးတော့ပါဝင်ဘလို့ပဲပါဝင်သစ္စာရှိနေအပတ်တိုင်းပါဝင်တဲ့ခါမှာဒီကလေးဟာတနေ့မှာခေါင်းဆောင်ဖြစ်လာမယ်အာမင်အခု Zoom ထဲကနေပဲသူတို့အစီအစဉ်တွေပါဝင်တယ်မဲ့တနေ့မှာသူတို့ကမြေပြင်မှာလူငယ်ရုပ်ကမ်ကြီးနိုးထမှုကြီးကိုအခုပါတဲ့ကလေးတွေကဥဆောင်သွားမှာဖြစ်တယ်ကျွန်မ prophet ပြုတယ်ဒီမှာဥဆောင်နေတဲ့အခုဆိုရင်ကလေးတွေက game လေးတွေလည်းစီစဉ်တယ် declaration ကြွေးကြော်ဝန်ခံခြင်းတွေလည်းသူတို့ရှိတယ်ပြီးတော့ကလေးတွေမှာ MC လေးတွေဂန္ဓာတီးတီးလေးနဲ့ခွဲခံပြီးတော့ဗောနော်ကလေးတွေကိုယ်တိုင်ကတင်ယူနေပြီဖြစ်တယ် hallelujah ပြီးတော့အပတ်တိုင်းမှာသူတို့နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ဆင်ခြင်ကြတယ် meditate လုပ်ကြတယ်ပြီးတော့ share လုပ်ကြတာဖြစ်တယ်သူတို့ needအပတ်တိုင်းမှာတခုံးပဲ share လုပ်ပဲသူတို့လုပ်တဲ့အခါတိုင်းမှာသူတို့နှုတ်ကပတ်တော်ဖြည့်ဆွက်ပြီးတိဆောက်တာဖြစ်တော့ကြောင့်အချိန်တစ်ခုရောက်တဲ့အခါမှာသူတို့ကတရားဟောဖို့အစင်သင့်မတတ်ရနိုင်မှာဖြစ်တယ်ဟာလေလုယာပြီးတော့သူတို့ကိုယ်တိုင်တိဆောက်ခြင်းခံရတဲ့အခါမှာနှုတ်ကပတ်တော်နဲ့ပြည့်စုံသွားတာဖြစ်တော့ကြောင့်လွယ်ကူနဲ့မလဲလျောင်ဖြစ်တယ်မလဲကြဘူးဖြစ်တယ်ဘုရားကတက်တည်ထူပေးမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ဒီနေ့မှာစက်ပြင်မှာနှုတ်ကပတ်တော်တွားဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ခြင်းနဲ့အဲ့တော့ကျမတို့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၄ထဲမှာရှိတဲ့အကြောင်းအရာလေးကိုပေါ့နော်အားလုံးကိုလည်းဖတ်ဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းတယ်နော်အားလုံးကိုတူတူကဖတ်ဖို့ဖိတ်ခေါ်ခြင်းတယ်ကျမတို့ဂျေစုပြု၍ဒီ projector မှာလည်းထိုးပေးဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့အခန်းကြီး၄ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်၁ကနေပြီးတော့7အတိဖတ်မှာဖြစ်တော့ကြောင့်မို့လို့အားလုံးကိုအချိန်ယူပြီးတော့ဖတ်စေခြင်းနဲ့ဖတ်သွားရင်းနဲ့မှဘုရားသခင်ကျမတို့ကိုစကားပြောမှာဖြစ်ပါတယ်เนาะဆိုတော့okay အစတင်ဖြစ်ဆိုရင်အားလုံးတို့ကဖတ်ရအောင်တင်းနေတော့ထိုအခါမာနဤစုံစမ်းသွေးဆောင်ခြင်းကိုခံစေမိအကြောင်းဝိညာဉ်တော်သည်ယေရှုကိုတောတို့ပို့ဆောင်တော်မူ၏ယေရှုသည်အရက်40ပတ်လုံးအစာအာဟာရကိုမသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်းတို့ရောက်တော်မူ၏ထိုအခါစုံစမ်းသွေးဆောင်တော်သူသည်ချင်းကပ်၍ကိုတော်သည်ဖျားသခင်ဤသားတော်မှန်လင်ဤကြောက်ခဲတို့ကိုမှုတ်ဖြစ်စေခြင်းကအမိန့်ရှိတော်မူပါဟုလျှောက်လေ၏ယေရှုကလည်းလူသည်မုံအားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဖျားသခင်မိန့်တော်မူသည်မြအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏ထိုအခါမာနသည်ယေရှုကိုတန်ရှင်တော်မြို့သို့ဆောင်သွား၍ဗိမာန်တော်၏အထွတ်၌တင်ထားပြီးလျှင်ကျမ်းစာလာသည်ကကောင်းကင်တမန်တို့
သင်အဖို့မာထားတော်မူသည်ဖြစ်၍သင်ဤခြေကိုကြောက်နေမထိမခိုက်စေခြင်းငါသူတို့သည်သင်ကိုလက်နှင့်မဆချီပင့်ကြလိမ့်မည်ဟုလာ၏ထို့ကြောင့်ဘုရားသခင်ဤသားတော်မှန်လျင်ကိုအောက်သို့ချလိုက်တော်မူပါဟုလျှောက်လေ၏ယေရှုကလည်းသင်ဤဘုရားသခင်ထာဝရဘုရားကိုသင်သည်အဆုံအစမ်းမပြူရဟုကျမ်းစာလာပြန်သည်ဟုမိန့်တော်မူ၏တဖန်မာနတ်သည်ယေရှုကိုအလွန်မြင့်လစွာသောတောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသည်မြသောတိုင်းနိုင်ငံတို့ကို၎င်းထိုတိုင်းနိုင်ငံတို့၏ဘုံစည်းစိမ်ကို၎င်းပြညွန်၍ကိုရောဒီငါကိုညွတ်ပြန့်ကိုးကွယ်လင်ယခုပြလေသည်များတို့ကိုငါပေးမည်ဟုဆိုလေ၏ယေရှုကလည်းအချင်းစာတန်ငါနောက်သို့ဆုတ်လော့သင်၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုမိန့်တော်မူ၏ထိုအခါမာနတ်သည်အထံတော်မှထွက်သွား၍ကောင်းကင်တမန်တို့သည်ချင်းကပ်လျက်လှုပ်ကြွေးကြ၏အာမင်ဟာလေလုယာဖတ်ကြားတော်တဲ့နှုတ်ကပတ်တော်အပြင်အရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေဒီကျမ်းပိုက်ကိုကျမတို့အားလုံးကမစိမ့်ပါဘူးဒါပေမဲ့ဒီတစ်ပတ်မှာဘုရားသခင်ပြန်ပြီးစကားပြောတာဖြစ်တဲ့ဒီကျမ်းပိုက်ကိုလေ့လာတဲ့အခါမှာကျမတို့ဘုရားရဲ့သားသမီးတယောက်ချင်းစီတိုင်းရင်ဆိုင်ကြုံတွေ့ရမယ့်အဆင့်ဆင့်တော့ကျမကြည့်တဲ့အခါမှာ၃ဆင့်ကိုကျမတွေ့ရတယ်ယုံကြည်သူဘုရားသားသမီးဖြစ်သွားတဲ့သူတိုင်းကြုံဆုံရမယ့်တိုက်ပွဲတစ်ခုဖြစ်တယ်အဲ့တော့ဒီအခန်းကြီး၄မတိုင်ခင်မှာအခန်းကြီး3:16နဲ့19မှာဗာပြောလဲဆိုလို့ရှိရင်ယေရှုဒီဗတ္တိဇံကိုခံတော်မူပြီးလင်ရေပေါ်မှထဆင်တွေကောင်းကင်ဖွင့်လက်သဖြင့်ဘုရားသခင်ရဲ့ဝိညာဉ်တော်ဒီဂျိုးငဲ့ကဲ့သို့ဆင်းသက်၍ကိုရောအပေါ်၌နားတော်မူသည်ကိုမြင်ရ၍ဤသူကငါနှစ်သက်မျက်နှိုးရာငါ၏ချစ်သားပေသည်ဟုကောင်းကင်ကအတန်တော်ဖြစ်လေ၏တဲ့နော်ဒီအရာကသခင်ယေရှုရေနှစ်ချင်းမင်္ဂလာယူပြီးတော့ရေဘွားနေပြန်ထားတဲ့အခါမှာဘောနော်ကောင်းကင်တကားဖွင့်လိုက်ပြီးတော့ဒီသူကဖယားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ထင်ထင်ရှားရှားဖယားသခင်ကသစိတ်ခတ်ပြီးတော့အတိမတ်ပြုတ်လိုက်တာဖြစ်တယ်အဲ့တော့ဒီနေရာမှာထိုင်နေတဲ့တင်နဲ့ကျွန်တော်ဟာဖယားသခင်ရဲ့သားသမီးဖြစ်ကြောင်းကိုကျမတို့ကသိပြီဖြစ်တယ်အာမင်ဘယ်နေရာတော့သိပါတယ်လဲ yes amen hallelujah ကျမတို့အားလုံးဟာယေရှုရဲ့အသွေးတော်တကူကြောင့်ထိုကယ်တင်ခြင်းကြောင့်ကျမတို့ကဖခင်ရဲ့သားသမီးတွေဖြစ်သွားပြီအဲ့တော့ဖခင်သားသမီးဖြစ်ကြောင်းကိုဖခင်ကိုယ်တိုင်ကအတိမတ်ပြုတဲ့အခါမှာကျတို့အတွင်းစိတ်ဝိညာဉ်တွေကနေဖခင်ကတည်စေတာဖြစ်တယ် hallelujah အဲ့တော့ယေရှုခရစ်တော်ကိုယ်တိုင်ဖခင်သားစင်စစ်ဖြစ်လက်နဲ့မြေကြီးမှာဒီလောကမှာအသက်ရှင်တဲ့အခါမှာလူသားကဲ့သို့ပဲသူအသက်ရှင်နေအဲ့တော့ဒီသခင်ယေရှုရဲ့အသက်တော်စင်အားဖြင့်ကျမတို့ကိုဒီလောကမှာအသက်ရှင်သွားတဲ့အခါမှာဇာတိလူအနေနဲ့အသက်ရှင်ပြီးဝိညာဉ်လူအဖြစ်ဖခင်ရဲ့ကောင်းကင်နိုင်ငံသားအဖြစ်အသက်ရှင်ပြီးတော့ကူးပြောင်းလာတဲ့အခါမှာဆက်လက်ပြီးမှကြုံဆုံရမယ်ကြော်ဖြတ်ရမယ်အခြေအနေကိုဒီသခင်ယေရှုကကျမတို့ကိုသင်ပေးတယ်ဆိုတော့ကျမခံစားရတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအခုနကျမတို့စဖတ်တယ်ပထမပိုင်းမှာအခန်းကြီး၄မှာဖတ်တဲ့အခါမှာမာနကသွေးဆောင်ဖို့ရန်သွေးဆောင်ခြင်းကိုခံဖို့ရန်ဝိညာဉ်တော်ကသူ့ကိုတောတဲ့ပို့တယ်တဲ့အာမင်အဲ့တော့ကျမတို့ဘုရားသားသမီးဖြစ်ပြီဆိုတော့ဝိညာဉ်တော်ကကျမတို့ကိုရွှေလန်းခင်းထဲမှာပို့မယ်လို့ကျမတို့ကခံယူတတ်တယ်ဟာအခုကနေစပြီးမှပန်းခင်းလန်းရွှေလန်းတောက်ပါတဲ့လန်းအရာခတ်တိုင်းက yes ဆိုအာမင်ဖြစ်ပြီးတော့အကုန်လုံးက smiling တကယ်ပြောသမျှလက်ညှိုးညူရရေဖြစ်မယ်ဆိုတဲ့ဘဝမျိုးကျမတို့ကထင်တတ်တယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ပဲနဲ့ကျမတို့ကိုဖခင်ရဲ့သားသမီးဖြစ်ခွင့်ပေးတဲ့အချိန်ကနေစပြီးမှဖခင်သားသမီးပြည်ဘလို့ယက်တည်ရမလဲလောကမှာနော်လောကရဲ့အခြေအနေနဲ့စန့်ကျင်ပြီးဘလို့ယက်တည်သွားဖို့ရန်အတွက်ဖခင်ကဖြစ်စေခြင်းတယ်လဲဆိုတဲ့အရာကိုသင်ပေးတယ်လို့ကျမကနားလေတာဖြစ်တယ်။ဘာကြောင့်လဲသခင်ယေရှုဗိုက်စားတယ်အရက်40အစာမစားပဲတောထဲမှာဖြစ်ကြော်တဲ့အခါမှာ तू အယံဗိုက်စားတဲ့အချိန်မှာ तू အယံအစာအသောက်လိုနေတဲ့အချိန်မှာသူတကယ်ပဲစာဝတ်နေရေးအတွက်အချိန်အရန်ပေးရတော့တဲ့အချိန်မှာဟိမဲအခုကျမတို့နော်အမေရိကမှာနေတဲ့အခါမှာဘေလ်တွေကအလောက်တာပြုတ်မယ်ဘေကမပြုတ်ဘူးအလောက်ခဏတပတ်နားမယ်တပတ်ရဲ့ဘေကပိုများမယ်ဆိုတော့ကျမတို့လူတိုင်းကမဖြစ်မနေကြုံဆုံနေရတဲ့ဘေလ်တန်တာဝန်ဆိုတာရှိတယ်အဲ့တော့ဖယားသားသမီးဖြစ်ပြီပဲဖယားရဲ့နော်ကောင်းကင်နိုင်ငံသားဖြစ်ပြီဆိုတော့ supernatural run ထဲမှာရှိပြီဆိုတော့ဒီတဘာဝကိုကျမတို့လွန်ဆန်လို့ရသေးလားမရဘူးတဘာဝကိုကျမတို့ကပြန်ပြီးရင်ဆိုင်ရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကျမတို့ကို choice ပေးပြီသခင်ယေရှုက
အစာငတ်နေတဲ့ခါမှာချက်ချင်းပဲရန်သူမာနကသူ့စီရောက်လာပြီးတော့အဲ့ဒီကြောက်ကိုမုတ်အဖြစ်ဖန်တီးပြီးတော့စားပါတဲ့အခုနေကျမတို့ယုံကြည်သူတွေတက်တက်မှာလဲကျမတို့စားဒုံးကန်ဖို့ရင်တစ်ချိန်လုံးကျမတို့ကအုံနောက်ထဲမှာရှိတာစူတောင်းဖို့ပြက်ကွင်တောင်မှအလုံးလုံးမပြက်ကွင်နိုင်တဲ့ကျမတို့ဖြစ်တယ်နော်အစာရှောင်ဖို့မေ့သွားရင်တော့မှကျမတို့ကအလှုပ်ချိန်အတွက်ကျမတို့လုံးဝစီကံထားရတာဖြစ်တယ်ဟာကျမတို့တစ်ခါတလေနော်ဖုန်းတွေပါတွေမေ့ပြီးတော့အပြင်သွားရောက်သွားတဲ့အခါဘယ်လိုခံစားလဲနော်ဖုန်းတွေပါတွေမေ့ကြံပြီးတော့အပြင်ရောက်သွားရင်9မိနစ်လောက်ကားမောင်းပြီးဒါပေမဲ့ပြန်လှည့်ပြီးယူချင်တာဖယားနဲ့ပတ်သက်ရင်ကြတော့စုမတောင်းပြီးလဲပဲဘာမှမခံစားနိုင်ဘူးဟာကျန်းစာတစ်ပိုင်းလောက်မဖတ်လိုက်လဲပဲဘာမှမခံစားနိုင်ဘူးဒီຢာတွေကကျွန်တော်တို့ဝိညာဉ်ထဲမှာဆန်းစစ်ဖို့ဖြစ်တယ်တဲ့ယေရှုကအယံစားလောင်မွတ်သိမ့်နေတဲ့ချိန်မှာဟုတ်တယ်လေဒီကြောက်ကိုငါမုတ်အနေနဲ့လှုပ်ပြီးတော့စားလို့ရလိုက်တာပဲဒါပေမဲ့ဒီနေ့ယုံကြည်သူညီကောင်မောင်နှမတွေတကယ်စားလောင်မွတ်သိမ့်တဲ့အချိန်မှာတင်းအစာအတွက်ပဲတင်ရွေးမှာလားတင်းရဲ့ငွေကိုပဲတင်ဦးစားပေးမလားဆိုတဲ့အရာကျမတို့မေးခွန်းမေးစရာဘုရားကဒီအချိန်သားကြီးမှာဘုရားမေးပြီဖြစ်တယ်ကျမလည်းဒီအိန္ဒိယတောင်ကိုစားရောက်တဲ့အချိန်မှာဘာဖြစ်တုံညနဲ့လာတာဖြစ်တော့ကြောင့်အလုပ်လေးတော့ကျမရှာသေးတယ်Amazon မှာကျမအတကုန်းရှာတယ်ပတ်တိုင်း Amazon ကဘလို့ခေါ်လဲပေါ့နော်ဘယ်အချိန်တွေခေါ်လဲဘယ် shift တွေရလဲရှာတိုင်းတွေ့တိုင်း available ဖြစ်တဲ့အရာတွေက Saturday နဲ့ Sunday ပဲခေါ်တယ် Sunday ကလုံးဝမလွတ်ဘူးအင်္ဂါနေ့ကနေစရင်လည်း Sunday ကပါတယ်ဗုဒ္ဓဟူးနေ့စလုပ်မယ်ဆိုလည်း Sunday ကပါတယ်ကျတဲ့ပတင်းနေ့ဝင်မယ်ဆိုလည်း Sunday ကပါပြန်တယ်ကိုတော့အလုပ်ပဲ Amazon မှာပဲနေလိုက်ရတော့မှလားပေါ့နော်ဒါပေမဲ့ပေါ့နော်ပြောချင်တဲ့ຢာကအလုပ်မလုပ်ရဘူးဆိုတာမဟုတ်ပါဘူးလူတိုင်းကအလုပ်လုပ်ပြီးတော့အသက်ရှင်ရတာပဲဒါပေမဲ့ကိုယ်ရွေးချယ်မှုပေါ်မှာဘုရားသခင်ဆုံးဖြတ်ပေးတာဖြစ်တယ်ဟာလေလုယကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာဘုရားသခင်အတည်ပြုပေးတာဖြစ်တော့ကြောင့်သင်ဘယ်လမ်းကိုဘယ်ဟာကိုသင်ရွေးမလဲကိုယ့်ရဲ့အခက်အခဲကိုဖြေရှင်းဖို့အတွက်ဘုရားကိုလိုအပ်လားငွေကိုလိုအပ်နေလားကိုယ့်ရဲ့မိသားစုရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ကျမတို့ကဘန်းအကောက်ပဲလိုနေတာလားဘုရားကိုမလိုတော့ဘူးလားတကယ်မှာနှုတ်ကပတ်တော်မှာဘာပြောလဲယေရှုကလည်းလူဒီမုတ်အားဖြင့်တာအသက်ကိုမွေးရမည်မဟုတ်ဘူးအဲ့ဒီမုတ်ဆိုတာနေ့တိုင်းမှာကျမတို့ရှာဖွေနေတဲ့ငွေကြေးပဲကျမတို့နေ့တိုင်းမှာရှာဖွေငွေကြေးမရှိလို့မရပါဘူးရှိရမှာပါဒါပေမဲ့မရှိလို့မရတဲ့အရာကဖခင်ရဲ့မျက်မှောက်တော်အဲ့တော့မျက်မှောက်တော်နဲ့ငွေကြေးကိုဘယ်ရာနဲ့ကျမတို့လွဲမလဲဘယ်ရာနဲ့ကျမတို့အလဲလဲယူမလဲမိတ်ဆွေသခင်ယေရှုဟာမုံကိုမုံအားဖြင့်တာအသက်ရှင်တာမဟုတ်ဘဲနဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်အပြင်အသက်ရှင်ရတယ်ဆိုတဲ့အရာကိုဒီနေ့ကျမတို့ကိုသင်ပေးတာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ဒီနေ့နေ့တိုင်းမှာသင်နှုတ်ကပတ်တော်ကိုဖတ်ရှုပြီးတော့စင်ချင်းနှလုံးသွင်းနေဆိုလို့ရှိရင်ဒီမုံတိုင်းတွေဒီမေးခွန်းတွေဒီပု္ပ္ပစာတွေကသင်ကိုမလွှမ်းမိုးနိုင်ဘူးဖြစ်တယ်သင်ကအဲ့ဒီမေးခွန်းတွေကိုသင်လွှမ်းမိုးသွားမှာဖြစ်တယ်ဟာလေလုယအဲ့ဒီပု္ပ္ပစာကိုသင်ကအရန်ခက်လိုက်တာဆိုပြီးသင်ရင်ပူနေမဲ့အချိန်မဟုတ်တော့ဘူးနှုတ်ကပတ်တော်ကိုနေ့တိုင်းတင်ကစားတယ် daily bread နဲ့တင်ယူတယ်နော် daily devotion နဲ့တင်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီပြဿနာတင်တဲ့ဘာမှမဟုတ်ဘူးတင်ဟာဒီနေ့သခင်ယေရှုပြောသလိုပဲနှုတ်ကပတ်တော်ဖခင်ရဲ့ကျမ်းစာရဲ့ဖခင်ရဲ့စကားလုံးတွေနဲ့အသက်ရှင်လာတဲ့အခါမှာအဲ့ဒီအရာကိုတင်လွှမ်းမိုးသွားမှာဖြစ်တယ်ဟာလေလုယဆိုတော့ဒီနေ့ယေရှုကပထမအနေနဲ့ခန္ဓာပိုင်းဆိုင်ရာအတွက်ဒီအရာကိုပထမအဆင့်သူကြော်ဖြတ်ရတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကျမတို့ဆက်ပြီးမှဒုတိယ level အနေနဲ့ဘာလာတယ်လဲဆိုလို့ရှိရင်ဆက်ပြီးမှကျမတို့ဖတ်ရအောင်ခုနဖတ်ပြီးပြီပေါ့နော်ဆိုတော့9မှာအငယ်9မှာထိုအခါမာနသည်ယေရှုကိုတန်ရှင်းသောမြို့တော်တို့ဆောင်တော်ရဲ့ဗိမာန်တော်ဤအထွတ်၌တင်ထားပြီးလေတဲ့ဘယ်မှာလဲသူ့ကိုတင်ထားတာလဲတန်ရှင်တော်ဗိမာန်တော်အာမင်ဟာလေလုယာကျမတို့ကဘယ်မှာရောက်နေလဲအတန်ရှင်ဆုံးတော်မျက်မှောက်တော်မှာရောက်နေတာဖြစ်တယ်အဲ့တော့အတန်ရှင်ဆုံးတော်မျက်မှောက်တော်ဖခင်ကြောင့်ဖခင်ကိုကိုးကွယ်တဲ့နေရာမှာကျမတို့အမြဲတမ်းလာထိုင်နေတဲ့ကျမတို့ရဲ့နှလုံးသားကိုဒီနေရာမှာစကားပြောပြီးခင်ယေရှုကိုအတန်ရှင်ဆုံးတော်ဗိမာန်တော်ထဲမှာခေါ်သွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်ဆိုတော့ဘာပြောလဲကောင်းကင်တမန်ကျမ်းစာလာဒီကကောင်းကင်တမန်တို့အားတဲ့တင့်အဖို့မာထားတော်မူသည်ဖြစ်၍တင်းအခြေကိုကြောက်နဲ့မချိမခိုက်စေခြင်းကသူတို့ဒီတင့်ကိုလက်နှင့်မဆခြင်းပိတ်ချီပင့်ကြလိုက်မည်ဟုလာ၏တဲ့ထို့ကြောင့်ဘုရားသခင်တားတော်မှန်လင်ကိုကိုအောက်တို့ချလိုက်တော့ဟုချလိုက်တော်မူပါဟုရှောက်လေ၏တဲ့တင်းကဘုရားသားမှန်တယ်ဆိုရင်တင်းဘုရားသားမှန်တယ်ဆိုရင်တင်းလှုပ်လိုက်စမ်း
တင်းကဖျားသမီးမှန်တယ်ဆိုရင်တင်းကလှုပ်ပြလိုက်စမ်းဘာပြောလဲကောင်းကင်တမန်ရှိတယ်လေတင်းကိုကာကွယ်မဲ့သူရှိတယ်တင်းကိုမချိမခိုက်ဖို့ရန်အတွက်ကောင်းကင်တမန်တွေတက်ချထားတယ်ဆိုကျမ်းစာမှာပြောတယ်ဒါကြောင့်မတင်းခုံချလိုက်စမ်းတနည်းအားဖြင့်ဘာပြောမလဲဆိုရှင်ဘာပြောချင်လဲဆိုလို့ရှိရင်ငါဘသူလဲဆိုတာကိုဖော်ပြလိုက်ပါငါ့ကိုဘလို့ချင်နေလဲဆိုတဲ့ຢာပေါ့ဒါကကျွန်တော်ကျမတို့ကမယုံကြည်သူကိုပြောတာမဟုတ်ဘူးယုံကြည်သူဖခင်ကိုကိုးကွယ်နေပြီးတော့တန်ရှင်းခြင်းနေရာမှာရှိနေတော့ကျွန်တော်ကျမတို့ကိုစာတန်မာနကဘလို့မျိုးဆွဲချလို့ရလဲဆိုလို့ရှိရင်ကဲအစာတောင်းတဲ့ပတ်သက်မှာလောကရေးရာနဲ့စာဝတ်နေရေးနဲ့ငွေကြေးနဲ့ကျမတို့ကိုစုံစမ်းလို့မရတော့ဘူးကျမတို့ကအဲ့ဒီအဆင့်ကျော်လွန်သွားပြီကျမတို့က next level ရောက်သွားတဲ့ခါမှာ next level ရောက်သွားတယ်အဲ့ဒီခါမှာစိတ်ပိုင်းဆိုင်ရာလာတယ်စိတ်ပိုင်းဆိုင်ရာမှာထိုးနေတဲ့ခါမှာတော်မခံစားနိုင်ဘူးအစာငတ်ခံမလားငတ်ခံလို့ရတယ်အစာရှောင်မလားမစားရင်ဘာဖြစ်လို့လဲဘာဖြစ်တယ်မစားပဲနေလိုက်မယ်မရှိရင်မစားပဲနေလိုက်မယ်ပြောလို့ရဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့လာတဲ့အခါမှာလူတိုင်းကလဲကြဖို့အရန်လွယ်တယ်ဖယားသားမှန်တယ်ဆိုရင်ဒီထိတ်ဆုံးကနေခုံချလိုက်ပါတင်းကိုကောင်းကင်တမန်လာပြီးတော့ကယ်လိုက်မယ်တဲ့ကျွန်တော်ကျမတို့အသက်တာထဲမှာလဲငါဖယားသမီးလေငါ့ဖယားရွေးချယ်တာငါ့ဖယားအသုံးပြုတယ်ငါဒီလောက်ထိဖယားကိုငါရှာဖွေခဲ့တာငါဖယားနဲ့ဒီလောက်ထိငါတွာလာတဲ့သူဖြစ်တယ်ငါဒီလောက်ထိတန်ရှင်းတဲ့သူဖြစ်တယ်ဆိုပြီးတော့ကိုထင်မှတ်ပေမဲ့လေတချို့တော့အရာတွေကတင်ဘဒူလဲဆိုတာတင်ပြောလိုက်စမ်းတင်ကိုအချင်းသေးနေတယ်လေနင်ကိုအချင်းသေးနေတာနင်လှုပ်ပြလိုက်စမ်းဆိုတဲ့အခါမှာဘာဖြစ်တယ်လဲဟာငါဘဒူလဲနင်တို့သိစီရမယ်ဆိုတဲ့အရာမျိုးဖယားသခင်ရဲ့မျက်မှောက်တော်မှာရှိတဲ့ကျွန်တော်တို့မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှမတိမတာလေးစာတန်ကလဲလို့ရတယ်အဲ့တော့ကျွန်တော်တို့တက်တာထဲမှာဖယားသခင်ထဲမှာတကယ်မျက်မှောက်တော်ထဲမှာယဉ်ကျက်တဲ့ကျွန်တော်တို့ကတစုံတယောက်ရဲ့ထိုးနှက်မှုလာတဲ့အခါမှာတစုံတယောက်ရဲ့စမ်းသက်ခြင်းလာတဲ့အခါမှာစာတန်မနဲ့ရဲ့လှည့်ပြခြင်းလာတဲ့အခါမှာစုံစမ်းခြင်းတွေလာတဲ့အခါမှာမတုံမလှုပ်အာမင်ကျွန်တော်တို့ကတည်ငြိမ်ယဉ်ကျက်တော်သူဖြစ်တယ်အာမင်ပြဿနာတွေလာတဲ့အခါမှာပြန်နဲ့တုတ်ပြန်စရာအကြောင်းမရှိဘူးဟာလေလုယာသူများတွေမိကုန်းလာထုံးတဲ့ခါမှာပြန်ဖြည့်ရှင်းစရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဖခင်ရဲ့မျက်မှောက်တော်မှာတန်ရှင်းရာဌာနမှာနေတော့သူယဉ်ကျက်တော်သူဟာပြဿနာတွေကြားထဲမှာတည်ငြိမ်တော်သူဖြစ်တယ်။ပြန်ပြီးမှငါဘာသူဖြစ်တယ်ဆိုတာသင်သိစေရမယ်ဆိုတဲ့အကွက်လုံးဝပြစရာအကြောင်းမရှိဘူး။သင်ဟာတည်ငြိမ်ယဉ်ကျက်လေလေဖခင်ထဲမှာသင်ဟာမွေ့လျော်သူဖြစ်လေလေ။ဟာလေလုယာဖခင်ထဲမှာတကယ်ယုံကြည်ကိုးစားတဲ့သူဟာပြဿနာတွေနဲ့ဘာမှမသက်ဆိုင်ဘူးဖြစ်တယ်ဘယ်လောက်ပဲဘေးတွေမှာမီးတွေလောင်နေပါစေပူလောင်ခြင်းမခံစားရဘူးသင်ဟာဖခင်ရဲ့သားသမီးအစစ်ဖြစ်တော့ကြောင့်ဒီနေ့ရန်သူကနင်ပြလိုက်စမ်းနင်ခုံလိုက်စမ်းနင်ကောင်းကင်တမန်ရှိတယ်နင်ကိုဖခင်ချစ်တယ်ဆိုနင်ကိုဖခင်တခင်ကောင်းချီးပေးတယ်ဆိုနင်ကိုဖခင်တခင်ချီးမြှောက်တယ်ဆိုနင်ဘာဖြစ်လို့ဒီလောက်ပဲနေနေရလဲနင်ဒီလောက်ပဲဒီချိန်လေးဒီလောက်ပဲရှိနေရလဲလာပြောတဲ့ခါမှာဖယားကသူ့အချိန်နဲ့သူလာပစွာအလုံးလုံးတော့ဖယားဖြစ်တော့ကြောင့်ဖယားကိုယ်တိုင်ဖြည့်ရှင်းမဲ့အရာကိုကျွန်တော်တို့ဖြည့်ရှင်းစရာအကြောင်းမရှိဘူးဟာလေလုယာဟာလေလုယာဒါကြောင့်သခင်ယေရှုကဘယ်လိုတုံ့ပြန်တယ်လဲပြောကြပါဦးအငယ်ခုနှစ်မှာယေရှုကလည်းသင်ရဲ့ဘုရားသခင်ထာဝရဘုရားကိုသင်ဒီအဆုံးအစမ်းမပြူရဟုကျမ်းစာလာပြန်သည်ဟုမိန့်တော်မူ၏ဟာလေလုယာမလိုအပ်ဘဲနဲ့ဘုရားသခင်ကိုအလုံးရှုပ်စေစရာမလိုဘူးဘုရားသခင်ကသူ့အလုပ်သူရှိတယ်ကျမတို့အရန်ခိုင်းစရာမလိုဘူးကျမတို့ကအရန်ခေါ်ပြဟာတက်တေထူပြစရာမလိုဘူးဘုရားကသူ့အချိန်နဲ့သူကျမတို့အပေါ်မှာအလုပ်လုပ်တဲ့ဘုရားကျမတို့ဒါလင်အစင်စင်ကြုံဖြတ်လာတဲ့အခါမှာတီးငိမ်စွာနဲ့ဘုရားအတန်ထဲမှာယဝမ်းမြောက်စွာနဲ့အသက်ရှင်ဖို့ပဲလိုတာဖြစ်တယ်ကျွန်တော်တို့ဘသူလဲဆိုတာပြဖို့ကဘုရားတာဝန်ဖြစ်တယ်ဟာလေလုယာသခင်ယေရှုဒီလောကကိုလာတဲ့အရာမှာသူ့ရဲ့လာခြင်းသူ့ရဲ့လမ်းကြောင်းသူ့ရဲ့ခရီးစဉ်ကိုသူလုံးဝသိပြီးသားဖြစ်တယ်။စာတန်ကိုအချိန်ကုန်ခံပြီးတော့ရှင်းပြနေစရာဘာအကြောင်းမှမရှိဘူး။ဒီနေ့မိတ်ဆွေကျွန်တော်တို့ရဲ့လမ်းကြောင်းကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့သိပြီးသား။ဟာလေလုယာကျွန်တော်တို့တနေ့မှာဘာဖြစ်လာမလဲ။နောက်နှစ်မှာကျွန်တော်တို့ဘယ် level ကိုရောက်သွားမလဲ။နောက်ထပ်9နှစ်မှာကျွန်တော်တို့ဘယ်ခရီးစဉ်ကိုသွားမလဲ။ကျွန်တော်တို့သိပြီးသားဖြစ်တယ်။ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဘသူဖြစ်ကြောင်းကိုကျွန်တော်တို့ဘယ်သူမှရှင်းပြစရာအကြောင်းမရှိဘူး။ကျွန်တော်တို့ကတည်ငြိမ်ရင့်ကျက်စွာနဲ့ကျွန်တော်တို့ကိုဘုရားသခင်ချစ်တယ်ဆိုတဲ့ຢာကိုနားလည်တဘောပေါက်ပြီးတော့ဘုရားသခင်ကြီးလောကကိုပို့ခြင်းဒီနေရာမှာပို့ဆောင်ပေးခြင်းဒီလိုအသက်ရှင်ခွင့်ပေးခြင်းဟာဘုရားရဲ့အကြံစီတော်ထဲမှာတနေ့သူ့အချိန်ရောက်တဲ့ခါမှာလှပစွာဘုရားသခင်ချီးမြှောက်ပြီးသင်ဘသူလဲဆိုတာကိုဖော်ပြမဲ့ဘုရားသခင်ဖြစ်တယ်။သင်ဟာဘလို့မျိုးနဲ့သင်ဟာဘာစုဂျေစုနဲ့အသက်ရှင်မဲ့သူလဲသင်ဟာဘလို့လူတွေကိုကောင်းချီးဖြစ်စေမဲ့လူတွေဆိုတဲ့ຢာကိုဘုရားကိုယ်တိုင်ကဖော်ပြသွားမှာဖြစ်တယ်။အခုချိန်မှာ
ကျမတို့ကဘုရားသခင်ဖုံးကွယ်ထားပေးပြီးတော့လက်နဲ့သက်ဆင်ပေးတဲ့အချိန်ဖြစ်တယ်ဟာလေလုယာဘုရားသခင်ကျမတို့ကိုလက်နဲ့သက်ဆင်ပေးနေတဲ့အချိန်မှာလုံးဝမဖော်ပြစေခြင်းမှုဖြစ်တယ်ကျမတို့ဖော်ပြလိုက်တဲ့အခါမှာဘာဖြစ်လို့တမန်ကျမ်းစာထဲမှာဘုရားဘာပြောလဲဆိုလို့ရှင်လူတွေမြင်သွားအောင်လှုပ်လိုက်ပြီးတခုခုကိုလူတွေမြင်အောင်လှုပ်လိုက်ပြီးဆိုတာ ਨੇ ဘုရားကလုံးဝမမြင်တော့ဘူး Divine Vision Conference တော့ဆရာတို့နဲ့အချိန်ယူတဲ့အခါမှာဆရာတင်ပေးတဲ့အရာဖြစ်တယ်နှုတ်ကပတ်တော်နဲ့သူတင်ပေးတာဖြစ်တယ်ဆရာရဲ့ဟိုတယ်မှာအစားတောက် breakfast သွားပို့တဲ့အချိန်မှာဆရာတင်ပေးတယ်အချာရဲ့ဘုရားအတွက်တခုခုလှုပ်ပြီးဆိုလို့ရှိရင်လူတွေတိသွားအောင်တင်တခုခုလှုပ်လိုက်ရင်အဲ့ဒီအရာကိုဘုရားလုံးဝမမြင်တော့ဘူးပြောချင်တာဘုရားမျက်စိကန်တော့တာမဟုတ်ဘူးဒါပေမဲ့လူတွေသိအောင်လှုပ်ချင်တဲ့အရာကိုဘုရားကအတိမတ်မပြုပေးဘူးဒါပေမဲ့ဘုရားမြင်အောင်လှုပ်မယ်ဆိုရင်တော့လူကိုမသိစေဘဲနဲ့ငြိမ်ဝှက်စွာရင့်ကျက်ပြီးတော့တီငိမ့်နဲ့ဟာလေလုယာဘုရားပဲမြင်သွားပါစေဆိုတဲ့နှလုံးသားမျိုးနဲ့အသက်တာကိုရင့်ကျက်စွာအသက်ရှင်မယ်ဆိုလို့ရှိရင်အချိန်တန်ရင်သူ့ရဲ့နေရာမှာဘုရားတခင်ပို့ဆောင်ပေးသွားတာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးတို့ဘုရားကိုချီးမွမ်းရဘုရားတခင်ရဲ့နေရာမှာကလူရဲ့နေရာမှာနဲ့စန့်ကျင်ပဲဖြစ်တယ်ဟာလေလုယာဆိုတော့တကယ်ပဲဒီနေ့သခင်ယေရှုကကျမတို့သင်ပေးတာဖြစ်တယ်ထာဝရဘုရားကိုအဆုံးစမ်းမပြုနဲ့ဒီຢာတွေကဘုရားကိုဆွဲခေါ်ပြီးတော့ဘုရားနာမကိုထည့်ပြီးတော့အချိန်ဖြုံးစရာအကြောင်းမဟုတ်ဘူးဘုရားကသူ့နာမကိုသူဖော်ပြပြီးတော့သူ့သားသမီးတွေကိုသူ့သားသမီးဖြစ်ကြောင်းသူပဲအချိန်မှန်မှနေရာမှန်မှပို့ဆောင်ပြီးတော့ချီးမြှောက်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ဒီအရာကဒုတိယ level မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှဘုရားသခင်ရဲ့ရှေ့မှာတွာလာတဲ့အခါမှာဒီနေ့ test လုပ်ခံရမယ့်အရာလူတိုင်းခန္ဓာပိုင်းနဲ့ဆိုင်တဲ့အရာကို test စုံစမ်းပြီးနောက် next level မှာစိတ်ပိုင်းဆိုင်ရာကိုကျမတို့ကိုစုံစမ်းပြတာဖြစ်တယ် hallelujah နောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်ဆက်ပြီးမှလေ့လာကြည့်အောင်အငယ်၈မှာတဖန်မာနတ်ဒီယေရှုကိုအလွန်မြင့်လှစွာသောတောင်ပေါ်တို့ဆောင်သွား၍ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကို၎င်းထိုတိုင်းနိုင်ငံတို့ဤဘုံစည်းစိမ်ကို၎င်းပြညွန်၍ကိုရိုဒီငါကိုညွတ်ပြက်ကိုးကွယ်လင်ယခုပြလေသမျှတို့ကိုငါပေးမယ်တဲ့ဘယ်မှာခေါ်သွားလဲဆိုတော့အယံမြင့်တဲ့တောင်ထိပ်ပေါ်မှာခေါ်သွားပြီးတော့လှပတဲ့ရှုခင်းလေးကြီးလိုက်ပါလို့အဲ့လိုလည်းမဟုတ်ပါဘူးတကယ်တော့သူ့ရဲ့ပိုင်ဆိုင်တဲ့အရာကိုပြလိုက်တာဖြစ်တယ်နော်သူပိုင်ဆိုင်တဲ့အရာဘာဖြစ်လဲဒီလောကမှာဒီလောကကိုအုပ်ချုပ်နေတဲ့အမောင်စာတန်ဆိုတာရှိတယ်ဆိုတော့ဒီလောကမောင်မိုက်ခြင်းကိုအုပ်ဆိုးနေတဲ့သခင်ရှိတယ်အဲ့တော့ထိုသူဟာသခင်ယေရှုကိုဖယားကိုပင်လင်သူဟာစုံစမ်းတာဖြစ်တော့ကြောင့်ဖယားရဲ့သားသမီးတွေဆိုရင်ဧကံမုံချစုံစမ်းခံရတဲ့ခါမှာဒီနေ့ဘုရားယေရှုကကျွန်တော်တို့ကိုအဖြေပေးပြီးသားဖြစ်တယ်ဟာလေလုယာအဖြေရပြီးသားဖြစ်တယ်ဟာလေလုယာပြောရအောင်အဖြေရပြီးသားဖြစ်တယ်အဖြေသိပြီးသားစာတန်ကဘလောက်နီးပရိယဘလောက်ကြီးမာကျွန်တော်တို့ကိုလာချိခိုက်စရာအကြောင်းမရှိဘုရားကကျွန်တော်တို့ကိုအဖြေပေးပြီးသားဖြစ်တယ်ဟာလေလုယာဆိုတော့ဒီမှာအမြင့်ဆုံးတောင်လို့ခေါ်သွားပြီးတော့တိုင်းနိုင်ငံတို့ကြည်စားတဲ့ဒီတိုင်းနိုင်ငံတွေပဲမဟုတ်ဘူးဒီတိုင်းနိုင်ငံမှာရှိရစီးစိမ်အကုန်လုံးကိုငါပေးနိုင်တယ်တဲ့ငါ့ကိုပဲပြက်ဖို့ကိုးကွယ်လိုက်တယ်ငါ့ကိုပဲပြက်ဖို့ကိုးကွယ်လိုက်ငါအကုန်ပေးနိုင်တယ်ကျမတို့အခုမီဒီယာတွေမှာကြည့်တဲ့အခါမှာတကယ်နာမည်ကြီးအဆိုတော်တွေကလေတကယ်လူတွေတကယ်ဝိုင်းနဲ့လူတိုက်ကြိတ်တော့ပြီးတော့ချစ်နေရတဲ့အဆိုတော်တွေကသူတို့ကိုယ်တိုင်တက်တေခံတဲ့အခါမှာသူတို့ရဲ့စိတ်ကိုသူတို့ရဲ့ဝိညာဉ်ကိုဒီနတ်ဆိုးကိုပေါ့နော်သူတို့အလဲယူပြီးသူတို့ဝိညာဉ်ကိုရောင်းစားလိုက်တာအဲ့တော့သူတို့ကအဲ့လိုဝိညာဉ်ကိုသူတို့ရောင်းစားထားတဲ့ခါမှာစာတန်ရဲ့လက်ထဲမှာအပ်ထားတဲ့ခါမှာသူတို့စင်ပေါ်တက်တာနဲ့ဘာဖြစ်လဲဆိုလို့ရှိရင်မိုက်ကင်ပြီးစင်ပေါ်တက်လိုက်တာနဲ့သူတို့ဖြစ်ချင်းသူတို့မေ့သွားတယ်သူတို့ရဲ့ဖြစ်ချင်းသူတို့မသိတော့ဒါပေမဲ့သူတို့မှာတဘာဝလိုမျိုးတကိုးအသက်ရောက်လာပြီးတော့သူတို့ကလူတွေကိုဖြောဖြေနိုင်တယ်သူတို့ရဲ့အတန်ကစွမ်းဆောင်မှုတွေဖြစ်လာတကိုးတွေဖြစ်လာပြီးတော့လောကသားတွေကိုလွှမ်းမိုးနိုင်တဲ့အခွင့်အာဏာကိုအမောင်တကိုးကပေးပိုင်တာဖြစ်တယ်အဲ့တော့ဒီအရာကထာဝရဝိညာဉ်နဲ့ဆိုင်သွားတာဖြစ်တယ်ကျမတို့ခန္ဓာရေးရာစားတောက်မှုစားရည်ဝတ်ရည်တွေနဲ့ကြော်လွှားနိုင်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာမှာကျမတို့တည်ငြိမ်နိုင်တယ်ရင့်ကျက်နိုင်တယ်ဘုရားရဲ့အကြံစီကိုတည်နိုင်တယ်ဒီဝိညာဉ်ရေးရာကြတော့ကျမတို့မဲ့မောခြင်းလောဘတွေနဲ့သက်ဆိုင်သွားတာဖြစ်တယ်ကျမတို့ဘုရားသခင်ကယုံကြည်သူတွေကဆင်းရဲရမယ်လို့တော့မပြောပါဘူးဒါပေမဲ့ဝိညာဉ်တော်ရသွားတဲ့သူကဘာမှမဆွေးလန်းတော့တာ
ဝိညာဉ်တော်ရတော်တဲ့လူကဘာမှမတတ်မှတ်တော့ဘူးဖြစ်တယ်ဒါပေမဲ့တတ်မှတ်ခြင်းဆိုတာကဒီနေ့ဖခင်ကိုမတည်တဲ့အခါမှာတတ်မှတ်ခြင်းတွေဖြစ်လာတယ်အောင်မြင်ခြင်းတွေရခြင်းတွေ celebrity popularity ဖြစ်ရှာခြင်းလာတာဖြစ်တယ်အောင်မြင်ခြင်းတွေလူတွေရဲ့အတိမတ်ပြုပေးခြင်းတွေကြွယ်ဝခြင်းတွေစီးစိမ်ဂုဏ်ပကာသနာတွေကိုမက်မောလာတဲ့အခါမှာသူတို့ထာဝရဆုံးရှုံးရမယ့်သူတို့ဝိညာဉ်ကိုသူတို့မကြောက်ဘူးအခုလက်ရှိမှာသူတို့စံစားဖို့ပဲသူတို့ပေးဆက်ရဲတဲ့သူတွေရှိတာဖြစ်တော့ကြောင့်ဒီကျမတို့ယုံကြည်သူညီကိုမောင်နှမတွေမအောင်မြင်လဲနေပါစေဖခင်သခင်ကျမတို့ယုံကြည်တဲ့အခါမှာထာဝရကျမတို့ကစိုးစံတော်သူဖြစ်တယ်။ကောင်းကင်ရွှေနိုင်ငံမှာစိုးစံတော်သူဖြစ်တော့ကြောင့်အယံဂုံယူဝမ်းမြောက်တာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။အဲ့တော့ဖခင်ကိုရတဲ့အခါမှာကျမတို့ဝိညာဉ်ဖခင်ရောအမြဲတမ်းပြောပါတယ်။ဖခင်ကိုရတယ်ဆိုပြီးတော့စင်းရိမ်နေတာအသိပဲမရှိဘူးဟုတ်ပါတယ်။ဖခင်ကသူ့အချိန်နဲ့သူအလုပ်လုပ်တော့ဖခင်။အဲကျမတို့နှလုံးသားမမားဖို့ပဲလိုတာဖြစ်တယ်။ကျမတို့ကငွေချင်းနောက်ကိုမလိုက်ပဲနဲ့စီးစိမ်တွေကိုမလိုက်ပဲနဲ့ position တွေကိုမလိုက်ပဲနဲ့ဖခင်ကိုလိုက်မယ်ဆိုလို့ရှိရင်ခုနကျမတို့ရှိတဲ့အတိုင်းပဲကျမပြောတဲ့အတိုင်းပဲဖခင်ကသူ့အချိန်နဲ့သူလာပါစွာလှုပ်လှုပ်တဲ့ဖခင်သစ္စာရှိတော့သူပြောလက်ခုပ်တီးပြီးချီးမွမ်းရအာမင်ဟာလေလုယာဖခင်ရဲ့သားသမီးတွေကအချိန်တွေကိုကြည့်ပြီးတော့ဘာမှအားငယ်စရာမလိုဘူးစိတ်ချဖို့ပဲလိုတာဖြစ်တယ်ဒီနေ့သခင်ယေရှုကကျမတို့ဒီလောကမှာလာတဲ့အခါမှာကျမတို့ဒီလောကအသက်ရှင်ဖို့ဘလို့ကြော်ဖြတ်မလဲဆိုတဲ့ရက်ကိုမိခွန်းတွေအတွက်အဖြေကကြိုပေးပြီးသားဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့သားသမီးတွေကိုအမြဲတမ်းပြောပြဖို့လိုတဲ့အရာကမအောင်မြင်ခြင်းနေပါစေလူများမသိလေနေပါစေသင်ဖခင်ကိုသိဖို့လိုတာဖြစ်တယ်သင်ဝိညာဉ်ထာဝရကယ်တင်ခြင်းရဖို့လိုတာဖြစ်တယ်ဟာလေလုယာအဲ့တော့အဲ့ဒီဝိညာဉ်ကယ်တင်ခြင်းဆိုတာလေကျမတို့ပတ်စံပေးပြီးဝယ်စရာမလိုပါဘူးနှလုံးသားအကျွမ်းမဲ့နဲ့ယုံကြည်ဖို့ကျမတို့ဘဝကိုဖခင်ကိုအရှုံးပေးဖို့ပဲဖခင်တခင်ကျွန်တော်ကျမကိုချစ်တယ်ဆိုတာကိုယုံကြည်ဖို့ပဲဖခင်တခင်ကျွန်တော်ကျမတို့ကိုချစ်ပါတယ်ကျမစာတကူဖတ်ကြည့်တဲ့အခါမှာလူတစ်စုံတစ်ယောက်ဘာပြောလဲဆိုတော့ဖခင်ငါ့ကိုဘယ်လိုလုပ်ချစ်နိုင်မှာလဲတဲ့ဖခင်ငါ့ကိုဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲတဲ့ငါတော့ငါ့ကိုငါမခွင့်လွှတ်နိုင်တဲ့အခြေအနေရှိခဲ့တာဆိုတော့သင်ကဖခင်တခင်သင်ကိုမခွင့်လွှတ်နိုင်စရာမရှိဘူးဆိုတာကိုသင်လက်မခံနိုင်ငါတော့ငါ့ကိုငါခွင့်မလွတ်နိုင်ပဲဘုရားငါ့ကိုဘလို့ခွင့်လွတ်နိုင်မှာလဲလို့သင်မေးမယ်ဆိုရင်သင်ကဘုရားထက်တကိုးကြီးလို့လားမဟုတ်ပါဘူးကျမတို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကတကိုးကြီးတဲ့ဘုရားဖြစ်တယ်ကျမတို့မလုံနိုင်တဲ့အရာကိုသူလုံနိုင်တာဖြစ်တယ်ကျမတို့မခွင့်လွတ်နိုင်ဘူးဆိုရင်လည်းဘုရားကခွင့်လွတ်နိုင်တာဖြစ်တယ်ဟာလေလုယာကျမတို့လူသားတွေနဲ့တော့အယံရှုပ်ရှက်ခတ်တဲ့ဘဝတွေခါတည်းမှကိုယ့်ဘဝကိုတော့တမင်လေးပြန်မကြည့်ချင်တဲ့ဘဝတွေရှိတယ်တချို့တော့ဘဝတွေကိုမေ့ပစ်ထားခြင်းတချို့တော့ပြဿနာတွေကိုလုံးဝပြန်မဖော်ချင်တော့ဘာဖြစ်လို့လဲလမ်းမှန်မှမလျှောက်ခဲ့လမ်းမာခဲ့တဲ့အရာတွေဆုံးဖြတ်ချက်မာခဲ့တဲ့အရာတွေအများကြီးရှိခဲ့တယ်တခါတည်းမှာကိုမခွင့်လွတ်နိုင်ဘူးအဲ့ဒီကိုခွင့်မလွတ်နိုင်ခြင်းကအင်မတန်မှအနေရရှိတာဖြစ်တယ်ဒါပေမဲ့မိတ်ဆွေဒီနေ့ပြောပြခြင်းတယ်ကျမတို့ဘလောက်ပဲညစ်ပတ်နေပါစေဟာလေလုယာခင်ယေရှုကကျမတို့ကိုခွင့်လွတ်ပြီးသားချစ်ပြီးသားဖြစ်တယ်ကားတိုင်ပေါ်မှာသခင်ယေရှုတက်သွားတဲ့အခါမှာသူ့ရဲ့ဂျေဇုကိုနားမလည်ပြီးဂျေဇုကမ်းတဲ့လူအတွက်ပါပြီးသားဖြစ်တယ်ဟာလေလုယာသခင်ယေရှုကိုနော်လောင်ပြောင်တဲ့သူအတွက်ပါပြီးသားဖြစ်တယ်အဲ့ဒီမှာသူနောင်တရပြီးတော့သခင်ယေရှုရဲ့မြင့်တာကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်အကျွေးမဲ့တခါမှအပြစ်မလုပ်ဘူးတကယ်တော့ဖခင်ကကျမတို့ကိုခွင့်လွှတ်ပြီးသားဖြစ်တယ်ဟာလေလုယာဟေဘရဲဩဝါဒစာမှာ80မှာပြောလဲကျမတို့ရဲ့အပြစ်တွေကျမတို့ရဲ့မိုက်မဲခြင်းကိုလုံးဝမအောင်မေ့တော့ဘူးလို့ပြောတာဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့မိုက်မဲခြင်းကျမတို့ရဲ့အပြစ်တွေကျမတို့ညှစ်စွန်းခဲ့တဲ့အရာတွေကိုလုံးဝမအောင်မေ့တော့ဘူးလို့ပြောတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်တို့ဘုရားကိုလက်ခုပ်တီးပြီးချီးမွမ်းရအောင်အာမင်ဟာလူတွေကဒါကျမတို့ကနော်ဟာကျမတို့ဟာဒီတယောက်နဲ့ကျမတို့ခင်တယ်ဆိုလို့ရှိရင်သူ့ပေါ်မှာကျမတို့ကောင်းခဲ့တာတွေတော့အများကြီးမှတ်မိပြီးတော့သူတို့မကောင်းတာတော့သူတို့ကောင်းတဲ့ຢာတွေမမှတ်မိတော့မကောင်းတဲ့ຢာကိုပဲကျမတို့ဆွဲလန်းတတ်တယ်ဒါကလူရဲ့တဘာဝဟုတ်တယ်နော်ကျမတို့ဘလောက်ပဲလူတယောက်ကိုမေတ္တာပြခဲ့ပြီမဲ့လေအချိန်တကူရောက်လို့တခုတာလွဲချော်ခဲ့ရင်ကိုမကောင်းကြောင်းမဖြစ်တော့တာဖြစ်တယ်ဒါလူတဘာဝပဲဒါပေမဲ့ဖခင်ရဲ့တဘာဝကအာမင်ဖခင်ရဲ့တဘာဝကကျမတို့ဘလောက်ပဲစိုးညစ်ပေးသေးနေပါစေလွန်ခဲ့တော့နှစ်2000ကတည်းကနေသခင်ယေရှုကအသက်ပေးပြီးတာဖြစ်တော့ကြောင့်ကျမတို့ကတန့်ရှင်တော်သူဖြစ်လာတယ်ဖခင်သခင်နဲ့မိသားစုဝင်ဖြစ်လာတယ်ဒီနေ့သခင်ယေရှုဟာကျမတို့ကိုဒီလောကထဲမှာအသက်ရှင်တဲ့အခါမှာသူ့ရဲ့မေတ္တာထဲမှာသက်ရှင်စေခြင်းနဲ့စုံစမ်းခြင်းပြဿနာတွေကြားထဲမှာလဲကျပြီးတော့နှိမ်မွန်းသွားတော့ဘုရားအလိုတော်မရှိဘူးဒါကြောင့်မို့ဒီနေ့ကျမတို့ကိုသင်ပေးတဲ့အရာကသင်စုံစမ်းခြင်းလာတဲ့အခါမှာငွေကြီးပြဿနာရှိလာတဲ့အခါမှာစာဝတ်နေရေးပြဿနာတွေရှိလာတဲ့အခါမှာ
အသက်မုံဖြစ်တဲ့ငါကိုရှာပါဟာလေလုယာကျမတို့ပြဿနာကိုဖြေရှင်းဖို့ရတယ်ငွေနောက်လိုက်မယ်ဆိုအဲ့ဒီငွေကပဲပို့ပြီးတော့ကျမတို့ပြည်စေတာဖြစ်တော့ကြောင့်အဲ့ဒီမုံနဲ့ကျမတို့ပြန်ထမြောက်စရာအကြောင်းမရှိတော့အဲ့တော့ကျမအားပေးခြင်းနဲ့မိသားစုထဲမှာကျမတို့ဘလို့အခြေအနေပဲကြုံပြဿနာကိုဖြေရှင်းပေးနေတာဖခင်သခင်ဖြစ်တယ်ဟာလေလုယာပြဿနာကိုဖြေရှင်းပေးနေတာဖခင်သခင်ဖြစ်တယ်သခင်ယေရှုရဲ့နာမဟာနာမတကာတို့ထက်ကြီးမြတ်တဲ့နာမဘလို့ပြဿနာဘလောက်ပဲကြီးမားပါစေအဲ့ဒီအရာထက်ကြီးမြတ်သောနာမကိုကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့တင်အခုချိန်မှာတင်ဘလောက်ပဲပူပန်ဆိုးရင်ချင်းရှိပါစေအဲ့ဒီဟာရဲ့အထက်မှာရက်တည်တော့အဲ့ဒီပြဿနာရဲ့အထက်မှာရှိနေတော့ဖခင်သခင်ကိုတင်ခေါ်ပါအဲ့ဒီယေရှုတင်ခေါ်တဲ့နေရာမှာထင်ရှားလာမှာဖြစ်တယ်မိသားစုထဲမှာခက်ခဲရှိလားထိုယေရှုကိုနေရာပေးရအောင်ထိုယေရှုကိုပို့ပြီးတော့အချိန်ပေးရအောင်ဟာလေလုယာကျွန်တော်တို့တခြားအရာအတွက်ကျွန်တော်တို့အချိန်ပေးဖို့အရန်လွယ်တယ်ဟိုနားသွားခြင်းနဲ့ဟိုမှာမောကိုသွားခြင်းနဲ့ဆိုရင်စိတ်ကူးလေးရှင်တယ်လူကရောက်သွားနိုင်တယ် discount လေးရှိတယ်ဆိုရင်ကျွန်တော်တို့စိတ်ကူးထဲမှာလည်းအုံတော့တစ်ချက်လေးတွေးတယ်နဲ့ကျွန်တော်တို့လူချက်ချင်းရောက်သွားနိုင်တယ်နော် Marshall ဆိုရင်လည်းခဏခဏ discount တွေအများကြီးရှိတော့ခဏခဏရောက်သွားနိုင်တယ်ဒါမဲ့ဖယားနဲ့ပတ်သက်တဲ့နေရာမှာတပတ်မှာတစ်ချိန်အစာရှောင်သွားမယ်ဆိုအရှမ်းလေးလံနဲ့ကျွန်တော်တို့အကျင့်ပြင်ဖို့လိုပြီဖြစ်တယ်ဟာလေလုယာတဲ့တင်ဟာဖယားကိုချစ်တော်သူဆိုရင်ဖယားနဲ့ပတ်သက်ပြီးမှတင်တက်ကြွနေဖို့လိုတာဖြစ်တယ်ဖယားနဲ့ပတ်သက်ပြီးတင်မတက်ကြွဘူးတင်ကိုတင်မ train ဘူးဆိုလို့ရှိရင်ပြဿနာကတင်ကို train သွားမှာဖြစ်တယ်ပြဿနာကတင်ကို train သွားမှာဖြစ်တယ်ငွေကြီးပြဿနာကတင်ကိုဆွဲခေါ်သွားမှာဖြစ်တယ်ဒီစိတ်ပိုင်းဆိုင်ရာနော်ဒီအရာတွေကကျွန်တော်တို့ကိုဖမ်းချုပ်သွားမှာဖြစ်တယ်ဒါမဲ့ဒီနေ့ကျွန်တော်တို့ကမုံတိုင်းရဲ့အထက်မှာစိုးစံတော်သူဖြစ်တော့ကြောင့်ဒီနေ့မုံတိုင်းရဲ့အထက်မှာရှိတဲ့ထိုဖယားနဲ့ဖက်တွယ်ထားဖို့လိုတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဖယားသခင်နဲ့တင်ဖက်တွယ်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒီစုံစမ်းခြင်းဘလောက်ပဲကြမ်းပါစေကျမတို့ကိုယ်ကွယ်တဲ့သခင်ယေရှုကအဖြေပေးပြီးသားဖြစ်တယ်အဖြေရပြီးသားဖြစ်တယ်အဖြေသိပြီးသားဖြစ်တယ်ဘယ်ခရီးထိကျမတို့သွားမယ်ဆိုတော့ကျမတို့သိပြီးသားဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့အခြေအနေကိုလုံးဝစိုးရင်စရာမလိုဘူးကြောက်ရွံ့စရာမလိုဘူးကျမတို့ကအောင်မြင်တော်သူထက်အောင်မြင်တော်သူဖြစ်တယ်ဖယားသခင်ရဲ့အထူးမျက်နှာခံရတော်သူဖြစ်တယ်ဖယားသခင်ရဲ့ဗိတ်သိက်ခြင်းရှိတော်သူဖြစ်တယ်ကျမတို့ပြောရင်ပြောတဲ့အတိုင်းဖြစ်ကိုဖြစ်လာမဲ့သားသမီးတွေဖယားသားသမီးတွေဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့အားငယ်စရာမလိုဘူးလုံးဝအားမငယ်ဘူးကျမလုံးဝအားမငယ်ဘူးလုံးဝအားမငယ်ဘူးဘာပဲဖြစ်နေလုံးဝအားမငယ်ဘူးဘာဖြစ်လို့လဲကျမတို့အထက်မှာဖယားအသက်ရှင်တယ်ဟာလေလုယာဖယားကိုပို့ပြီးတော့ရှင်ခွင့်ပေးဖို့ရတဲ့ကျမတို့ကဖယားကိုပို့ပြီးတော့ focus ထားရအောင်ကျမတို့အာယုံထားတဲ့ဘက်မှာကျမတို့ရောက်သွားမှာဖြစ်တယ်ကျမတို့ဆွဲလန်းတဲ့ဘက်မှာကျမတို့ရောက်သွားမှာဖြစ်တယ်ဒီနေ့ကျမတို့ဆွဲလန်းရဟာထာဝရဘုရားသခင်ဖြစ်တယ်ထိုထာဝရဘုရားကိုသင်ဆွဲလန်းတယ်ဆိုလို့ရှိရင်ထိုထာဝရဘုရားရဲ့မျက်မှောက်တော်ထဲမှာသင်ဟာအစဉ်အတိုင်းဟာလေလုယာယက်တည်နိုင်တော်သူဖြစ်တယ်အစဉ်အတိုင်းသင်ဟာကြီးထွားပြောင်းလဲနေတော်သူဖြစ်တယ်တိုးတက်နေတော်သူဖြစ်တယ်မနစ်ကနဲ့ဒီနှစ်အချိန်နဲ့လုံးဝမတူတော့ဘူးအာမင်မနစ်ကအချမ်းမာရဲ့အချိန်နဲ့ဒီနှစ်ချမ်းမာရဲ့အချိန်မတူတော့ဘူးမနစ်ကဝင်ငွေနဲ့ဒီနှစ်ဝင်ငွေမတူတော့ဘူးဟာလေလုယာမနစ်ကတွေးခေါ်တဲ့အတွေးခေါ်တဲ့ဒီနှစ်တွေးခေါ်တဲ့အတွေးခေါ်လုံးဝမတူတော့ဘူးမနစ်ကထားတဲ့ယူပါယုံဒီနှစ်ထားတဲ့ယူပါယုံလုံးဝကွာသွားပြီဘာဖြစ်လို့လဲဖယားနဲ့တွာလာတော့သူဟာအမြဲတမ်းတိုးတက်နေတော့သူဖြစ်တယ်ဟာလေလုယာဖယားနဲ့တကယ်အမြဲတမ်းတွာတဲ့သူဟာဖယားရဲ့နှုတ်ကပတ်တော်ကိုဖက်တွေ့ထားတော့သူဟာမနစ်ကနဲ့ဒီနှစ်မတူဘူးဒီနှစ်နဲ့နောက်နှစ်လဲသူမှမဟုတ်ဘူးဟာလေလုယာဟာလေလုယာဒီနှစ်နဲ့နောက်နှစ်လုံးဝကွာခြားမယ်ဖယားတခင်ဟာတသက်သူမယ်ဟာလေလုယာဆိုတော့နောက်ဆုံးသူကနော်မင်းဆုံးဒီတောင်ထိပ်ပေါ်ကနေပြီးတော့နော်ကိုးကွယ်ပါလို့ပြောတဲ့ခါမှာသူချက်ချင်းပါပြောလဲအချင်းစာတန်ငါနောက်တော့ဆုတ်လို့အာမင်ဟာကျမတို့ကိုအဲ့ဒါပြောရင်လည်းခဏလေးစဉ်းစားလိုက်မလားမသိငါဆုံးရှုံးရမယ်အများကြီးပဲငါအခွင့်ရမယ်အများကြီးငါဒါရွေးလိုက်တော့ငါမျက်နှာตาရမယ်အများကြီးငါဒီရောက်ငါရွေးချင်လိုက်တော့ငါဖြည့်ရှင်းလို့ရတဲ့ဒီလည်းအများကြီးလွယ်လာမယ်ဒီနေ့မိတ်ဆွေဖယားသခင်ပေးတဲ့ကောင်းခြင်းမင်္ဂလာဆိုရင်တော့ဝမ်းနဲ့ခြင်းနဲ့လုံးဝမလျော်တော့ပါဘူးဒီနေ့အစုံတစ်ခုကိုရွေးချယ်ဖို့အခွင့်အရေးကဲ့သို့နော်ထူးခြားတဲ့အရာတစ်ခုကဲ့သို့မျက်နှာตาဆိုတဲ့အရာကဲ့သို့ကောင်းစားမယ်ဆိုတဲ့အရာကဲ့သို့ငွေကြီးဆိုတဲ့ကောင်းခြင်းမင်္ဂလာကဲ့သို့တူပေမဲ့အဲ့ဒီအရာကိုရွေးချယ်တဲ့ခါမှာတင့်နှလုံးသားပြန်ဆန်းကြည့်ဝမ်းနဲ့စရာနဲ့ရောနှောပြီးလာတယ်ဆိုလို့ရှိရင်ဘုရားပေးတာမဟုတ်ဘူးဘုရားပေးတဲ့အရာကဝမ်းနဲ့ခြင်းနဲ့မလာဘူးဒီရတော့ငါရွေးချယ်လိုက်ရမယ်တင်နဲ့ဒါငါတို့အခွင့်အရေးပဲဖြစ်မယ်ငါနောက်ကြရင်တော့မဖြစ်ဘူးငါမရွေးလိုက်သူများယူသွားမယ်ဆိုပြီးတော့အခွင့်အထူးတွေလာသည်ဖြစ်စေအဲ့ဒီအချိန်မှာတင်းတတာတင်းရဲ့အတွင်းစိတ်ဝိညာဉ်ထဲမှာတင်းဘုရားနဲ့စကားပြောကြည့်ပါ
ငါဆုံးဖြတ်ချက်ချလိုက်ရင်တစုံတယောက်ကိုကြီးခိုက်သွားမလားငါတို့မိသားစုဝင်ငါရဲ့အိမ်ထောင်ဖက်ငါရဲ့ညီမငါရဲ့မိခင်ငါရဲ့ဖခင်ငါရဲ့ဇနီးငါရဲ့ခင်ဗျတခုခုများအားနေဖို့ဖြစ်သွားမလားဖြစ်ပါစေဆိုတဲ့အရာမျိုးနဲ့နာကျင်တဲ့စိတ်နဲ့ရွေးချယ်မယ်ဆိုတော့ဒါဆုံးရှုံးခြင်းဖြစ်တယ်တခါတလေမှာကျမတို့ကစန္ဒပြခြင်းတဲ့အခါမှာသူဖြစ်ပါစေဆိုတဲ့ဇာတိစိတ်နဲ့ကျမတို့လှုပ်သွားတတ်တယ်ရွေးချယ်မိတတ်တယ်ငါဒီကရွေးလိုက်ဦးမယ်ငါဒါရွေးလိုက်လို့ရှိရင်တော့သူတို့ဒါတိသွားပါစေသူတို့ဒါတွေမြင်သွားပါစေဆိုတဲ့နာကျင်စေတဲ့အသွေးခေါ်မျိုးနာကျင်စေတဲ့ခံစားချက်မျိုးဒါရောနှောပြီးလာတယ်ဆိုရင်အဲ့ဒီအရာဟာဖျားစီကလာတဲ့အရာမဟုတ်ဘဲနဲ့စာတန်ကကျမတို့ကိုခုနယေရှုကိုပြောတယ်လို့မျိုးကိုးကွယ်ခြင်းထဲမှာဖန်သွားတာဖြစ်တယ်အဲ့တော့ကျမတို့ကလောကကိုကိုးကွယ်တဲ့သူအဖြစ်မခံဘူးဟာလေလုယထာဝရအသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တဲ့သူဖြစ်တော့ကြောင်းမို့လို့ဘယ်တော့အခါမှအခွင့်အရေးမှန်သမျှကိုယူမဲ့သူမဟုတ်ဘူးဟာလေလုယအခွင့်အရေးမှန်သမျှကိုခုံမင်တဲ့သူမဟုတ်ဘူးဖျားစီကလာတဲ့အရာဖျားစီကလာတဲ့ကောင်းကြီးမင်္ဂလာကဝမ်းမြောက်ခြင်းနဲ့အမြဲတမ်းပြည့်စုံတာဖြစ်တော့ကြောင်းဒီနေ့ကျမတို့ဉာဏ်ပညာရှိစွာဆုံးဖြတ်ဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယဘုရားသခင်သူကောင်းကြီးပေးပါစေဆိုတော့ကျမခုနကတော့ဆောနာပြောသလိုပဲယေရှုကိုရသွားတဲ့အခါမှာဖခင်ရဲ့သားသမီးဖြစ်လာတဲ့အခါမှာပို့ပြီးတော့ပန်းခင်းလန်းကိုတွားမလားဆိုပြီးတော့ရင်ခုန်မိပေမဲ့လည်းဖခင်ကိုတကယ်ရသွားတဲ့ဝိညာဉ်တော်ကိုတကယ်ရသွားတဲ့လူတစ်ယောက်ဟာဆိုလို့ရှိရင်တကယ်ပဲရင့်ကျက်လာဖို့အသက်တာကို process ကိုကြော်ဖြတ်ရတာဖြစ်တော့ကြောင့်ဖခင်သခင်ရဲ့နော်ဝိညာဉ်တော်ကသခင်ယေရှုကိုတောထဲမှာဒီစုံစမ်းခြင်းကိုကြုံဖို့ရတဲ့ခေါ်သွားပေးတဲ့ကဲတော့ကျမတို့ခေါ်ခံရတဲ့အခါမှာစိတ်တိတ်မလို့ရှားပါနဲ့ကျမတို့လူတိုင်းကကြော်ရမှာဖြစ်တယ်အတန်ရှင်းဆုံးဗိမာန်တော်ထဲမှာရောက်နေပေမဲ့အဲ့ဒီအထဲမှာပုံမြင့်တဲ့စုံစမ်းခြင်းလာမှာဖြစ်တယ်ဒါကြောင့်မို့တချို့တော်များများကဘုရားကျောင်းသွားပြီးတော့ဘုရားကျောင်းမှာစိတ်နာပြီးတော့ဘုရားကျောင်းမသွားတော့ကျမတို့ဒီကားမောင်းတာပဲဖြစ်Amazon မှာလောက်တာပဲဖြစ်ပေါ့နော်အရင်တော့ဆူရှီလိုက်တာပဲဖြစ်သူတို့လုပ်ငန်းလုပ်တဲ့အခါတိုင်းမှာလူစိမ့်နေနဲ့ကျမတို့အမြဲတမ်းတွေ့ဘူးတဲ့အခါမှာမေးဘူးတယ်ကျမအမြဲတမ်းမေးဘူးတယ်ဘုရားကျောင်းရောက်ဖြစ်လားလို့မေးတဲ့အခါမှာဟာတဲ့ကျမတို့ကဆိုအရင်တော့ဆိုအရန်တက်ကြွတယ်ပေါ့ဒါပေမဲ့လည်းဘုရားကျောင်းကိုကျမတို့မသွားတော့ဘူးအရန်စိတ်နာဖို့စိတ်ပြည့်ဖို့ကောင်းတယ်ဘုရားကျောင်းကလူတွေကကျမတို့ကအမြဲတမ်းနာကျင်စေတယ်ဆိုတဲ့အရာနဲ့ဘုရားကျောင်းမသွားတော့တဲ့လူတွေအများကြီးပဲဒီနေ့ကျမတို့ဝိညာဉ်ရေးရာရဲ့ principle ကိုနားမလည်တဲ့အခါမှာဘုရားသခင်ကျမတို့ကိုခေါ်ဆောင်မဲ့နီလန် process ကိုကျမတို့မသိတဲ့အခါမှာလေကျမတို့ကလေးလိုပဲဘုရားကိုစိတ်ကောက်တယ်ဒါကြောင့်မို့ဒီနေ့ပြောချင်တဲ့အရာကဘုရားကကျမတို့ကိုအဖြေပေးပြီးသားပဲယုံကြည်သူမှန်နဲ့ဆိုရင်ဒီ process ကကြုံရမယ်အသင်းတော်မှာရောက်လာတဲ့အခါမှာလေအသင်းတော်မှာလေစုံစမ်းခြင်းမရှိဘူးလားရှိဒါမဲ့အခုဒီနေရာမှာရှိတယ်တော့လုံးဝမကုန်ခံပါနဲ့ဒီမှာတော့ဖခင်သခင်ကရင့်ကျက်ပြီးသားသူတွေကိုပို့ဆောင်ပေးထားတာဖြစ်တယ်ဟာလေလုယာဒီမှာက ambassador တွေဟာမဲဖခင်သခင်ကတကယ်ကျမတို့ကိုတိဆောက်ပေးပြီးသားလူတွေကိုစုထားပြီးတော့အယံဝမ်းမြောက်ကုန်ယူတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့ကျမတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေခုနလိုမျိုးလမ်းမှာကြုံတဲ့ခါမှာမေးတဲ့ခါမှာငါတို့ဖခင်เจ้าမသွားတော့ဘူးငါတို့အယံစိတ်ပြတ်တယ်အဲ့လိုမျိုးပြောတဲ့ခါမှာကိုဘယ်လိုပြောပြမလဲဒီနေ့ဝိညာဉ်ရေးရာမှာပန်းတိုင်ကိုရောက်တော့အမြင့်ဆုံးကိုဘုရားသခင်ထားတဲ့ destiny ကိုရောက်ဖို့ရန်အတွက် process ရှိတယ်မိတ်ဆွေအာမင် process ရှိအဲ့ဒီ process သွားတဲ့ခါမှာတင်လုံးဝမတုံလုံးမိစေနဲ့အဲ့ဒီ process ကြော်ပြီးသွားတဲ့ခါမှာတင်ဟာနော်ရိုင်နေခြင်းမရှိဘဲနဲ့ကြံ့ခိုင်တော့သူဖြစ်တော့ကြောင့်အမှုရာတွေများစွာတင့်ကိုလက်ထဲမှာအဖို့ရရှိတယ်ဘုရားသခင်အကြံစီရှိတယ်တင်ဟာလူများစွာကိုပြန်ပြီးတော့ဆွဲခေါ်မဲ့သူဖြစ်တော့ကြောင့်ဒီ process ကိုဘုရားသခင်ခွင့်ပေးတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ဟာကျမတို့တယောက်ချင်းစီတိုင်းကိုပြဿနာကိုအချင်းချင်းကြုံတွေ့စေတာမဟုတ်ပါဘူးဒီအခြေအနေတွေကိုကြုံတွေ့စေခြင်းဟာကျမတို့ကိုယဉ်ကျက်တော်သူဘုရားသခင်ရဲ့ပုံသဏ္ဍာန်ကိုနော်ပေါ်ပြတော်သူကဲ့သို့ဖြစ်စေခြင်းတဲ့အခါမှာဒီလိုမျိုးအခြေအနေကျမတို့ကိုပေးကြုံတာဖြစ်တယ်ဒါကြောင့်လက်မလျှော့ပါနဲ့ကြုံလာတဲ့အခါမှာကြားဘူးနာဝတွေလူတွေအဲ့လိုပြောတဲ့အခါမှာလည်းလက်မလျှော့ပါနဲ့လို့အားပေးပါမိတ်ဆွေတင်းကိုချီးမြှောက်မဲ့အချိန်ရောက်လာပြီဟာလေလုယာတင်းကစာဝတ်နေရေးနဲ့ပဲလောကမှာအချိန်ကုန်တာမဟုတ်ဘဲနဲ့ဗိမာန်တော်အမြင့်ဆုံးတော့အတန်ရှင်းဆုံးတော့နေရာမှာရောက်နေတာဖြစ်တော့ကြောင့်နေရာ another level ရောက်နေပြီလို့ပြောပေးရမှာဖြစ်တယ်
ဟာလေလုယာသင်ဟာအနာဂတ် level မှာရောက်နေပြီဖြစ်တယ်ဒါကြောင့်သင်ဟာဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်မှစုံစမ်းခြင်းခံနေရတယ်ဒီစိတ်ပိုင်းဆိုင်ရာကြော်ဖြတ်ပြီးတဲ့အခါမှာအမြင့်ဆုံးသောတောင်းကိုပြန်ပို့ခြင်းခံရအောင်မှာဖြစ်တယ်ဟာလေလုယာဒါမှစီးစိမ်တွေယာထူးတွေအဲ့ဒီအရာတွေကတတ်မှတ်စရာအကြောင်းမရှိဘူးအဲ့ဒီအရာကိုထိန်းချုပ်နေတဲ့ထိုဘုရားသခင်ကိုကျွန်တော်တို့ဆွဲလန်းနေတာဖြစ်တော့ကြောင့်ဟာလေလုယာကျွန်တော်တို့ဆွဲလန်းတဲ့ဘုရားသခင်ကတားလေကျွန်တော်တို့ကို position ချပေးသွားတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာစာတန်ကဘလောက်ပဲပိုင်ဆိုင်တယ်ပဲပြောပါစေဘလောက်ပဲအခွင့်အာဏာရှိတယ်ပဲပြောပါစေတနေ့သူတို့ဟာမျက်ရည်မြခွင့်နဲ့ငရဲမှာထာဝရကြနေရမှာဖြစ်တယ်ဆိုတော့ဒီအနောက်ကိုလိုက်ဖို့ရဘာအကြောင်းမှမရှိဘူးဖြစ်တယ်ဟာလေလုယာမတိဘဲနဲ့လမ်းမရောက်တဲ့သူအတွက်ဆုတောင်းပေးဖို့တင်းတဲ့ကျွန်တော်မှာတာဝန်ရှိတာဖြစ်တယ်ဟာလေလုယာနားမလဲဘဲနဲ့အောင်မြင်ခြင်းကိုလိုက်နေတဲ့သူနားမလဲဘဲနဲ့ကောင်းဆောင်ခြင်းနောက်ကိုလိုက်တဲ့သူနားမလဲဘဲနဲ့ဒီလောကရဲ့နော်လူတွေရဲ့အားပေးအားမြောက်ခြင်းကိုပဲရှာတဲ့သူအတွက်တင်ဆုတောင်းပေးဖို့လိုတာဖြစ်တယ်တင်ကနေရာမှန်မှာရောက်နေပြီပြောရအောင်ကျွန်မကနေရာမှန်မှာရောက်နေပြီကျွန်မကသဆင့်ချင်းကြော်ဖြတ်နေတဲ့သူဖြစ်တယ်ပြောရအောင်ကျွန်မကသဆင့်ချင်းကြော်ဖြတ်နေတော့သူဖြစ်တယ်ဟာလေလုယာဘုရားသခင်ပို့ဆောင်မဲ့ပန်းတိုင်ကိုရောက်နေပြီဟာလေလုယာဘုရားသခင်သူကောင်းချီးပေးပါစေ